ယောက်ရှိတယ်ဗျာသူတို့ကအတူတူနေကြတာပေါ့ဗျာပြီးတော့အတူတူလည်းအလုပ်လုပ်ကြတယ်ဗျာတယောက်ကကြတော့အားတဲ့အချိန်မှာသူကစာဖတ်ခြင်းနဲ့အချိန်ကုန်တယ်ဗျတယောက်ကြတော့အားတဲ့အချိန်မှာအပျော်ပါးလိုက်ဆိုင်ရတဲ့အချိန်ကုန်တာပေါ့ဗျာအဲ့တော့အပျော်ပါးလိုက်ဆိုတဲ့တငယ်ချင်းကစာဖတ်တဲ့တငယ်ချင်းကိုပြောတယ်ဗျမင်းကြည့်လိုက်ရဲ့နဲ့စာဖတ်နေတာပဲတဲ့အဲ့ဒီစာအုပ်တွေကမင်းတို့ဘာများအကျိုးရှိလို့လဲကွာတဲ့အလကားပါတဲ့စိတ်ကူးရင်စံမနေပါနဲ့အဲ့လိုပြောတယ်ဗျအဲ့တော့စာဖတ်တဲ့တငယ်ချင်းကမင်းတို့တော့အကျိုးမရှိပေမဲ့တဲ့ငါအတွက်တော့အဖို့ကောင်းပါပဲကွာလို့အဲ့လိုပဲပြန်ဖြေတယ်ဗျဒီလိုနဲ့အချိန်လေးကြာလာပြီးအလုပ်တွေကလည်းပြောင်းတယ်ဘဝကိုအပျော်ပါးနဲ့ဖြတ်တန်းတဲ့တယောက်နဲ့စာအုပ်ဖတ်တဲ့လူတယောက်တငယ်ချင်းနှစ်ယောက်ကတော့သူတို့ကအတူတူနေရင်းနဲ့ပေါ့ဗျာနောက်တစ်ချိန်ပြန်ပြီးတော့ထပ်ပြောတယ်ဗျစာမဖတ်တဲ့တငယ်ချင်းကစာဖတ်တဲ့တငယ်ချင်းကိုမင်းကြည့်ရတာကွာတဲ့ဘဝမှန်တရားတာအားမရလိုက်တာကွာငါလိုလန်းလန်းဆန်းဆန်းနေစမ်းပါအဲ့ဒီစာအုပ်တွေကမင်းအတွက်ဘာတွေများအသုံးဝင်လို့လဲကွာတဲ့ဆိုပြီးတော့နားမလဲတဲ့လေတံနဲ့ပေါ့ဗျာသူကကြောလေးသူကပြောတာပေါ့ဒီနေ့ကျရင်ငါဖတ်တဲ့စာအုပ်တွေအသုံးဝင်မယ်လို့ငါယုံကြည်တယ်ကွာလို့သူကလည်းအေးပဲပြန်ဖြေတယ်ဗျဒီလိုနဲ့စัจ jama တကယ်နဲ့ယောက်ကဗျအတူတူနေနေတနေ့ကျတော့ကုမ္ပဏီတစ်ခုကလည်းအလုပ်လုပ်ဖို့အတွက်အတူတူသွားလျှောက်ကြတာပေါ့အဲ့ဒီကုမ္ပဏီရဲ့အလုပ်ကလည်းသူတို့နှစ်ယောက်အတွက်ဘဝအာမခံချက်အလုပ်မို့လို့အတက်တရောရှိကြတာပေါ့ဗျအတက်တရောတာရှိပေမဲ့ဗျအောင်မြင်မှုချင်းကတော့ကွာခြားသွားတယ်ဗျအားလည်းတဲ့အချိန်မှာစာဖတ်ခြင်းတဲ့အချိန်ကိုလည်းတယောက်ကတော့ကုမ္ပဏီကမေးတဲ့မေးခွန်းတွေရဲ့ဘေးအထိဘောင်းများစွာကိုသူကဖြေဆိုနိုင်တယ်လို့အလုပ်ရခဲ့တယ်ဗျအားတဲ့အချိန်မှာအပျော်ပါးနဲ့ကုံဆုံးပြီးတော့စာအုပ်တုပ်ရဲ့တန်ဖိုးကိုဖတ်ရှုအကောင်မသိတဲ့တယောက်ကတော့မေးခွန်းတိုင်းကတော့သူ့ထွက်တော့တူးတယ်ကြီးမားလာတာပေါ့ဗျာကက်ခဲလူနဲ့ရင်ဆိုင်ခဲ့ရတာပေါ့အဲ့တော့မဖြေဆိုနိုင်တဲ့တော့အလုပ်မရခဲ့ဘူးပေါ့အဲ့တော့ဖြေဆိုပြီးပြန်လာတဲ့အချိန်မှာအပျော်ပါးလိုက်ဆိုတဲ့တင်ငယ်ချင်းကအတူတူနေတဲ့တင်ငယ်ချင်းကိုသူကပြောတယ်ဗျဘိုးရတော်ချင်းနဲ့အတူတူဗျအဖြစ်လို့သူကြတော့အလုပ်ရခဲ့တာလဲဆိုတော့သူကသိကျင်တယ်ဗျအဲ့တော့တငယ်ချင်းတဲ့မင်းသူတို့မိတဲ့မိကုန်းတွေကိုဘယ်ကနေတီးခဲ့တာလဲဟာငါဖတ်တဲ့စာအုပ်တွေကတီးခဲ့တာကိုသူကပြန်ဖြေတာပေါ့ဗျာမင်းစာအုပ်ထဲမှာအဖြေတွေပါလို့လားတဲ့အဲ့တော့စာဖတ်တဲ့တငယ်ချင်းအဖြေတွေတော့ဘယ်ပါမလဲတငယ်ချင်းရဲ့စာအုပ်တွေဖတ်ခြင်းအဖြေတဲ့ငါတွေးခေါ်တက်လာတယ်လက်တွေ့မှာလည်းဘလို့အသုံးချမလဲဆိုတာသိလာတယ်အဲ့ဒီစာအုပ်တွေကရတဲ့အသိပညာတွေကအခုငါဘဝတဲ့ပန်းတဲ့တကူဖြစ်တယ်တဲ့မင်းမမြင်နိုင်တဲ့အရာတွေကိုတဲ့စာဖတ်ခြင်းနဲ့ငါမြင်နိုင်ခဲ့တဲ့တငယ်ချင်းလို့သူကပြန်ဖြေခဲ့တယ်ဗျအဲ့ဒီအချိန်မှာတိတ်ကအချင်းကိုကောင်းစွာအသုံးမချဘဲနဲ့ဗျပေါ်ပေါ်ပါပါနဲ့အပျော်ပါလိုက်စားတဲ့တငယ်ချင်းကနောင်တကြီးစွာသူကရခဲ့တယ်ဗျငါလည်းတစ်ချိန်ကမင်းလိုပဲစာတွေဖတ်ခဲ့မယ်ဆိုရင်အခုလိုနောက်ကျကြံနေမှာမဟုတ်ဘူးကွာလို့နောင်တတွေးတစ်ပိုင်းနဲ့ပေါ့ဗျာသူကပြောတယ်ဗျအဲ့တော့စာဖတ်တဲ့တငယ်ချင်းကလည်းမင်းအချိန်မိပါသေးတယ်တငယ်ချင်းတဲ့မင်းရဲ့အားလက်ချိန်မှာစာဖတ်ခြင်းနဲ့ပဲပုံဆုံးလိုက်ပါကွာလို့သူကတိုက်တွန်းခဲ့တယ်ဗျတကယ်တော့စာဖတ်တယ်ဆိုတာကအခုလက်ရှိအတွက်တိတ်ပြီးတော့အဖို့တန်မှမသိရပေမဲ့နောင်လာမဲ့